တွေ့တာတဲ့ညနေမှာဟိုဟာကြီးချနေရဒီဗာလေမိုးတီကျွေးတော့အများကြီးပဲဟိုက DSC နားရောက်ပြေမောဟိုကပြေပြောက်တယ်ခဏလေးမိတယောက်တည်းမော DSC ရဲ့ရုပ်ထုကြီးရေဦးလေးမှာကားလေးချက်တက်တာမိုးတီရွယ်ကျွေတော့ကွာအချင်းကွာညဘက်လေးလိုက်ပါတယ်ဒီတစ်ခေါက်လိုက်ပါတယ်ဆိုတော့မိုးတီတွေလည်းကျွေမိုးတွေကလည်းရွာဒီစက္ကန့်ဝေးစီးရလဲနေတဲ့ချန်တော်လေကျိုးစီလေးလေးနဲ့မောင်းတယ်တော်သေးတယ်ဟိုဒီစက္ကန့်မှာစီတူရလို့အဲကလားကလည်းစီကိုလာငေါ့ငန်းတယ်မသိခိုးတာကြရတယ်ပဲကလားလာပြီးတော့မရှိလို့တာအဲ့ဆိုင်ကဝယ်ရတော့ဆိုမဝယ်တော့အဲ့လိုပုံစံမျိုးနဲ့ဆိုဝယ်ဘူးဟာအော်လုံးဝစီပြတ်နေလို့အဲ့တော့မတက်ဘူးစီရအဲ့လိုကားကြော်လို့တော့ပုံကြပြုံးနေနဲ့ဝင်လာပြီးပြန်လာပြီးဟိုဒီချွေတော့အော်ကျင်းဟိုတွေကြွားပြီးပြောင်းနေပြေးတာမိုင်နော်ဟာမိုးဒီကြောင့်ခုတ်တယ်တဲ့ကြာမိုးဒီကျွေးတယ်ကြာဒုက္ခပဲမှန်နေမှာကိုယ်ရင်ပြတ်တတ်တယ်မိုင်တော့အဲ့ဒါအမိသားစုတွေရှာတာဆိုအရှိတယ်ဟောမင်္ဂလာရှိပြီဒါသမီးရဲ့သမီးဘုရားဘေးမခံတာဘယ်လိုရောဘယ်ခံရပွဲတော့ဒါစားကြည့်တာနော်ကြည့်ရဘေးမခံစားတာတွေ့ရအောင်ဒါပေမဲ့ဒီမှာပြုံးလေဝိုင်းနာရောက်ပြီနော်